မမလေးကျွန်တော်ကိုခေါ်ရဲဆိုလို့ ခုနကနေဘာလုပ်နေတာလဲ ဟောဖះရှိခိုးပြီးအမြတ်အတန်းပေးဝေနေတာလေဘာဖြစ်လို့လဲ ဒီမှာဝေယံတချင်းဆိုးနေတာနင်မကြောက်ဘူးလား တချင်းဆိုတာကျရင်ဖះရှိခိုးတာကိုရောက်ရရက်ကရပ်ပေးရမယ်လို့ဘယ်စာအုပ်ထဲမှာများပြထမ်းလို့ပါလဲ ဒါလူမှုရေးဟဲ့လူမှုရေးနင်လူထဲမှာနေပြီးလူမှုရေးနားမလဲဘူးလားဟမ် ခုနစင်ကျဲပြောင်အမီးထောင်းနေတဲ့အချိန်အထိအိမ်မတိရာမတိနဲ့ကုန်းဟောင်နေတာတွေကြတော့ရောလူမှုရေးအင်္ဂါနဲ့ညီညွတ်လို့လားမထိတ်ဘူး ဘာကွာဟဲ့ကောင်မင်းဘာပြောတယ် ပန်တုကအကြံပြုတ်နေတာကိုအလံလူပွဲမှာစိန်ခေါ်တယ်လို့သူများအိမ်ပေါ်မှာခေါင်းထောင်မလာနဲ့လေပြေးပြေးလဲလဲပြောကြရင်ငါလည်းမမဟုတ်မင်းလည်းမနာဘူးပေါ့ကွာ နင်သိစော်ကားတယ်မနေ့ပြန်အိမ်မောကဆင်းသွားငါအိမ်မောက ဟာဖះရှိခိုးမိလို့ကျွန်တော်ကိုအလုတ်ကထုတ်ပစ်ပါတယ်ဆိုပြီးဝါနေစပရိပက္ခရုံကိုသွားတိုင်ရင်တရားခံမထိတ်ထားအနေနဲ့ရုံတော်မှာမိစ္ဆာဒိဋ္ဌိကြီးအဖြစ်ခံယူနေရမှာပေါ့တနာတယ်ဗျာ မလို့ခြင်းဘူးငါအိမ်မှာငါတဘောငါပြောတယ်လို့ အလုတ်သမားခင်မှာဒီစကားမျိုးတွေလာပြောနေမမလေးအမောဆွနေတော့မှရေခတ်ပေးမဲ့သူတောင်မရှိဘူးဖြစ်သွားလိမ့်မယ်နော် ကြည်စမ်းငါ့ကိုလူကြားထဲမှာစောစောကားကားနဲ့နေအောင်နေတော့လားသိမယ်ဖေဖေရင်ဖေဖေ ဘာလဲသမီးဟာတယ် ဒီမှာပန်သူ့ရင်မွေးနေပွဲကိုလာပြီးတော့နှောက်ရှက်နေတယ်ဖေဖေ ဟာဟဲ့ကောင်ပန်သူ ခင်ဗျာဦးလေး ဒီမှာလာပြီးတက်တက်နဲ့အချိန်ကုန်ခန်းနေ ပြောသားမှာဖေဖေရင် သွားမင်းဟာမင်းဖះဆက်ကြီးရှိခိုးကြီး ဟောတော့